တခါကတောင်းအုပ်ကြီးတစ်ခုအတွင်တွင်သမင်လိန်နှင့်ခောက်ရှားငတ်တို့သည်တဦးကိုတဦးကူညီရိုင်းပင်းရင်းချစ်ခင်စွာနေထိုင်ကြသည်တနေ့တွင်အစာရှာထွက်လာသောသမင်သည်မိုးဆိုးတဦး၏ထောင်ထားသောကြော်ကွင်းတွင်သို့သက်ဆင်းမိလေသည်သမင်သည်ယုံတော်လဲမလွတ်နိုင်ပဲဖက်နေစဉ်လိန်နှင့်ခောက်ရှားငတ်တို့ရောက်ရှိလာကြသည်သူတို့သည်မမိတို့၏မိတ်ဆွေသမင်ကိုကဲတင်ရန်အစီအစဉ်ဆွဲကြတော်သည်ခောက်ရှားငယ်သည်မိုးဆိုးနေထိုင်ရာအင်္ဂနီးသို့ပင်တန်းသွားသည်မိုးဆိုးသည်တမင်မိပြီဟုထင်မှတ်ကအိမ်မထွက်ရန်ပြင်ဆင်စဉ်ခောက်ရှားငယ်ကမိုးဆိုး၏မျက်နှာကိုအတောင်ပန်ချင်းတဖြန်းဖြန်းရိုက်ခတ်လေသည်မိုးဆိုးကနမိတ်မကောင်းပါလားဟုမြည်တွင်တောက်ဒီကအိမ်ထဲသို့ပြန်ဝင်၍အိတ်လိုက်သည်ထိုအချိန်တွင်လိပ်သည်တမင်ကိုချီနှောင်ထားသောသုံးလွန်းတင်ကြိုးကိုမိမိ၏သွားများဖြင့်အားသွန်ခွန်ဆိုင်ကိုက်ဖြတ်နေသည်လိပ်၏သွားများသည်နာကျင်လာသည်တွေးချင်းချင်းနီလာတော့လေမိတ်ဆွေအတွက်မနာတန်ကျူးစားကိုက်ဖြတ်နေခဲ့သည်ခောက်ရှားငန်သည်မုတ်ဆိုးကိုဆက်ရင်မတားနိုင်တော့သဖြင့်တမင်နှင့်လိပ်ထံသို့ပြန်သွားကမုတ်ဆိုးလာပြီးအမြန်ပြေးကြတော့ဟုအချက်ပေးလေသည်ထိုအချိန်တွင်လိပ်ကိုက်ဖြတ်ထားသောကျိုးသည်တလွန်းသာကြံတော့သည်တမင်သည်အားကုန်သုံး၍စောင့်ယုံလိုက်ရာကြော်ကွင်းမှလက်မြောက်သွားလေတော့သည်မုတ်ဆိုးရောက်လာသောအခါကြော်ကွင်းအနီးတွင်ကျိုးကိုကိုက်ဖြတ်ရင်းအားရင်ချိနှင့်နေသောလိပ်ကိုသာတွေ့ရတော့သည်မုတ်ဆိုးကစိတ်တူတူဖြင့်လိပ်ကိုအိတ်သေးကောက်ထဲကတစ်ကိုင်းတစ်ခုတွင်ချိတ်ဆွဲထားခဲ့ပြီးလွတ်သောတမင်နောက်သို့လိုက်လေသည်တမင်သည်မုတ်ဆိုးကိုတောနက်ထဲသို့ဖျားယောင်းခိုဆောင်သွားပြီးမျက်ခြေဖြတ်လိုက်သည်ထို့နောက်တိတ်တဆိတ်နောက်ချောင်းပြန်လှည့်လာကတစ်ကိုင်းတွင်ချိတ်ဆွဲထားသောအိတ်ကိုမိမိ၏ဦးကြိုဖြင့်ချိတ်ယူ၍ရေကန်ဆက်သို့စောင့်ကျင်းလာခဲ့သည်လိပ်သည်အိတ်ထဲမှထွက်လာပြီးရေကန်ထဲသို့အေးချမ်းစွာဆင်းသွားနိုင်ခဲ့သည်မုတ်ဆိုးသည်တမင်ကိုလည်းမမိလိပ်ကိုလည်းဆုံးရှုံးလိုက်ရသဖြင့်လက်ပလာဖြင့်ဖြန့်သွားရလေသည်မိတ်ဆွေသုံးဦးစလုံးသည်ဘီးရန်တည်းမှလွတ်ကင်းသွားကြပြီးတဦးကိုတဦးကူညီဖေးမှရင်ထာဝရချစ်ခင်စွာနေထိုင်သွားကြတော်သည်